အားလုံးမမြင်လားအရှင်ညနေမှဒီနေ့ရတော့ဘောနော်ဒီ Sakura School ဒီဗီဒီယိုလိုက်လေးနဲ့ပတ်သက်ပြီးလာပြောပြပေးရမှာဖြစ်ပါရှင်မှာဦးလို့ဘောနော်ဒီမီနူးနဲ့ဝင်လိုက်ပါမီနူးနဲ့ဝင်လို့ဆိုရင်ကွာအမဒီလိုတွေ့ပါလိမ့်မယ်အမဒီဘောနော် game setting နဲ့ဝင်လိုက်ပါgame setting နဲ့ဝင်လိုက်ပါနော်ဝင်တာလို့ဆိုလို့ရှိရင်တော့အမလိုမျိုးလေးတွေအမတွေ့ပါလိမ့်မယ်ပေါ့နော်အမဒီဘက်ကပေါ့နော်ဒီဘက်ကဒီမမဘာလို့ဆင်းရောင်းချဲဒီ next time ဒီ next time ဆိုရဟာကြတော့ဟိုရောက်ခွဲရလာချိန်ပြန်ရောက်တာပေါ့နော်ရင်းနေချိန်ပြန်ရောက်တယ်ဒီမှာဆိုရင်ကြတော့ဒီမှာဆိုရင်ည8 နာရီပါကျက်9 နာရီဖြစ်သွားပါပြီအခုဆိုရင်9 နာရီဖြစ်တယ်ပေါ့နော်အဲဆို9 နာရီရတော့အင်္ဂလိပ် lesson ပေါ့နော်အဲ့လိုမျိုးပါအဲ့လိုမျိုးပါနောက်ထပ်မီနူးရဲ့ပြန်ဝင်ပေါ့နော်ဒီမှာခုနခိန်းစက်တင်ကိုပြန်လိုက်ပါနေပြီးတော့ရှင်တော့ခုနကပြန်တေးပါလိမ့်မယ်အမှဒီအမှအများကြီးတယ်လေမပွိုင်းခဲနေအမှအဲ့လိုမျိုးလေးတေးပါလိမ့်မယ်စိမ့်နေပြီခိုင်းပြီဟိုင်းခဲအားကြတော့ဒီတော့ offline လို့ရလားအဲ့ဆိုခဲတွေဘိုင်းတွေအကုန်ပြောက်ကုန်လာလို့မနော် off တော့ပါပြန်လိုက်ပါနောက်ထပ်ပေါ့နော်ဒီကဒီ cherry ကိုလည်း off လို့ရပါတယ်เนาะဒီ cherry လည်း off လို့ရတယ်နောက်ပြီးလို့ရှိရင်ဒီအတန်တော့မတည်တော့ဘူးเนาะဒါမှတကယ်ရာကူဇာကြီးပဲရာကူဇာကြီး off လုပ်လိုက်နေပေါ့เนาะအဲ့တော့ရာကူဇာကြီး off လုပ်လိုက်ဆိုတော့ရာကူဇာရုံးနဲ့တော့လေချောလေရာကူဇာရုံးနဲ့တော့လိုက်ပါအောင်လေဒီမှာပါကြည့်ပါရောက်ကူစားရဲ့လုံးဝမရှိရပါဘူးဒီမှာအထဲတန်းကဝင်ပြီးတော့အဲ့လိုလက်နဲ့တွေပတ်စံနေမွေလို့ရပါရှင်မွေတော့ပါဘူးနောက်နေလာမမအဟဲအောင်လေးပြောင်းလားအဟဲအောင်ခုနမီနူးရဲ့ပြန်ဝင်မှာအမမမအဟဲအောင်လောင်းလားအဟဲအောင် police ဘောနော် police အဟဲအောင်လေးပြောင်းလားဟဲအောင်အဲ့လို police ကို off လိုက်ပါလို့အမေရောက်တော့အဲ့နော် police ကို off လိုက်ရင်ဒီမှာပေါ့နော်အဲ့ဒီမှာရဲယူတယောက်မှမရှိတော့ပါဘူးပြန်ဝင်ဆိုလို့ရှိရင်တော့ခုနအတိုင်းပဲမီနူးနဲ့ပြန်သွားပါတော့ဒီမှာပေါ့နော် police ကိုပြန်ဝင်လိုက်ပါအဲ့ဆို police ကြောက်လာတာနော် police ကို offline တော့ပို့ပြီးတော့ကောင်းပါတယ်အဲ့ခါကျပါတော့ကိုတက်ရှင်တဲ့လူတက်လို့ရပါတယ်ရဲကလုံးလို့မရဘူးပေါ့နော်အဲ့ဆိုတော့ပေါ့နော်နောက်ထပ်တနည်းတော့ပါမယ်ရှင်နောက်ထပ်ဟိုကကြတော့ပေါ့နော်ဒီမီနူးရဲ့ဝင်မှာဒီမီနူးဝင်မှာနော်ဘယ်လိုရှင်ခုနက game setting ပြန်နှိပ်ပါဘယ်လိုရှင်မနော်ဒီပေါ့နော်ဒီအောက်ဖက်ကိုနည်းနည်းလေးဆက်လိုက်ပါနော်အမှဒီ walk move ဆိုတာလေးရှိပါမယ်တခြားလေးပြပေးပါမယ်ဒီ walk move ဆိုတာလေးကိုနော်လေးကိုအမှန်ကြီးချက်လိုက်ပါလေးကိုနော်အမှန်ကြီးချက်လိုက်လို့ရှိရင်လမ်း6တာတမျိုးလေးဖြစ်သွားမှာရှင်ကြက်လမ်းကအဲ့လိုအမြန်ကြီး6လို့မရတော့ပါဘူးကြက်ဟိုလိုသွားရတယ်ဆိုတော့နှင်းပဲလို့ရတာပါအဲ့ဒါတော့မစိုးဘူးနော်မိုက်တယ်လို့လည်းဒါပေမဲ့တီးမြန်တော့ပုံမိပါရှင်လို့ရှိရင်မနော်ခဏမီနူးရဲ့ပြန်ဝင်လို့ရှိရင်အိုက်ဂိမ်းဆက်တင်ဝင်နှိပ်ပါနော်နောက်ထပ်အောက်ကိုနည်းနည်းလေးဆွဲလိုက်ပါနော်အောက်ကိုမှဒီခလုတ်လေးကိုအားလုံးတွေ့ကြတာတော့မသိဘူးနော်မရှင်းလို့ရှိရင်ကောင်းမှရေးခဲ့ပါရှင်းရလိမ့်မယ်အဲ့လေးနဲ့ပေါ့နော်
အဲ့ဒီနေ့ဒီမှာခလုတ်တွေအကုန်ပြောက်သွားပြီဒီမှာဒီနားခလုတ်တွေရဲ့နော်ခလုတ်တွေကိုပြခလုတ်တွေဖြစ်တော့ပါနော်တကယ်ကြလုံးဝကိုမပြောက်ဘူးပေါ့နော်ဒီရွက်တောင်ကောင်ကျတကယ်မီနူးပါအဲ့ရလုံးဝကုန်တယ်အဲ့ကြတော့ပေါ့နော်ဓာတ်ပုံရိုက်ဆိုပို့ပြီးတော့ကောင်းတယ်ဓာတ်ပုံရိုက်ဝေစားလလလေးဝေထားတယ်ကွာဓာတ်ပုံဘလို့ရိုက်မလဲမသိဘူးခလုတ်ကလည်းဘလို့လုပ်ရမလဲခလုတ်တွေလည်းပါလိုက်ကွာအဲ့ခကြဒီခုနခလုတ်လေးကနေတယ်ပေါ့နော်ဓာတ်ပုံရိုက်တာလုံးဝအဆင်ပြေသွားပါရှင်ကိုရခလုတ်လို့ဖြစ်သွားပေါ့ဘလို့ရှင်ပေါ့နော်ဒီမှာလည်းနောက်ထပ် on off ဒီကားတွေကို off flight လို့ရှင်ကွာကားတွေကကုန်ကြောက်တော့ပါရှင်အဲ့ဒါလိုက်မပြတော့ဘူးပေါ့နော်တကယ်ပြောက်ပါညင်ကွက်တော့စိုင်းကြည့်ပေါ့နော်အဲ့လိုမျိုးပါတော့အဲ့လိုမျိုးပေါ့နော်ရိုက်လက်ချင်းဒီလောက်ပဲလာပြီးတော့ပြောပြတာဖြစ်လို့ကြောင်မလို့ပေါ့နော်ဒီမှာဆိုနေအဲ့လိုမျိုးပေါ့နော် on off time ဒီ gay ဖိုင်းတွေကိုအကုန် offline မယ်ဆိုရင်ခဏအကုန် offline မယ်ဆိုရင်ပေါ့နော်ဒီပေါ့နော်ဒီ school ကိုသွားပါဒီ school ပေါ့နော်ဒီ 1F ကိုသွားပါရှင်အမ 1F ကိုသွားပါ1F ကိုရောက်ပြီဆိုလိုက်ကွာဒီလေတီးနေနေနှီးရပါနော်မရှိတော့ပါဘူးရှင်မရှိရလားထွက်သွားလားတော့မသိဘူးပေါ့နော်ခဏလမ်းလျှောက်တာနှီးနေလို့ပါလမ်းလျှောက်တာပဲရှင်ဒီမှန်ကြီးလေးပြန်ဖြောက်လိုက်ပါနော်ဘလို့ရှိရင်ပြန်လိုက်ပါသူတို့ရှိရခင်ဒီခန်းထဲမှာမရှိတော့ဘူး sorry ရကြမှားတော့ပါရှင်အဲ့ဒါမှလည်းတမမိုင်းအမအဲ့အရာတော့မိုက်ပါရှင်extra ပေါ့နော်အားလုံးမဲ့ဒီနေ့ဗီဒီယိုလေးလက်ပါရှင်အားလုံးဘိုင်ဘိုင်မှာနောက်ထပ်ဗီဒီယိုတွေမှာဘယ်လိုမျိုးပေါ့နော်ပြီးနေတာလေးရှိရှင်ပေါ့နော် subscribe ပို့ပြီးနေတာရှိရှင် comment မှာမှတ်ခဲ့ပြီးကြပါရှင်အားလုံးဘိုင်ဘိုင်မှာ